အစင်းနိုင်တဲ့တတ်တော်မှာပညာသင်တယ်ဆိုတာမရှိဘူးအစင်းနိုင်နဲ့မြစ်လာပြီကျက်ဆိုရင်ပဲပညာရေးရှိလာပြီကျက်မရရှိကကရော့ကရော့နဲ့သွားရက်တယ်ကျက်ကလေးလာပြီးနဲ့ဒါစားဟိုဟာစားကျက်မရရှိသွားတယ်နောက်ကကျက်ကလေးကပြီးနဲ့အော်နာလှည့်ကြိုက်တယ်ဘာတော့ပေါ့အမေဒီမှာစားမှလာပါလေကြည်စမ်းမအောင်မြပေါ့ကျက်တဲ့ခါကျပလတ်စတစ်တွေပရိစေဖြစ်နေဟဲ့ကောင်အဲ့ဒါမစားဘူးလှည့်သွားတယ်အော်သူကမစားဘူးဒါပညာရေးပဲ education မင်းတို့ပြောကြည့် education ပေါ့ကျက်တဲ့စင်းတဲ့ပညာရေးဆို education ပေါ့ကျောင်းမကြီးနဲ့ကျောင်းကလေးနဲ့ကောင်ခုတ်နေတာချောင်းနေတာမတွေ့ဘူးလားအဲ့ကန်ထဲမှာချောင်းတယ်ဆိုမမြင်အောင်ချောင်းရတာမြင်အောင်သွားချောင်းရရိုက်ခါရမှာပေါ့စဉ်းစားကြည့်ပေါ့ကျမကြီးကကျောင်းမကြီးကကျောင်းကလေးကိုမြင်အောင်ချောင်းတယ်တာလက်ကိုဒီလိုထားတယ်အမိမလုပ်နဲ့အဲ့လိုနေရတယ်ဟုတ်ပြီလာအုပ်လိုက်စမ်းကျောင်းလေးကခိုးအုပ်လိုက်ကျမကြီးကခိုးအုပ်လိုက်အဲ့ကျောင်းမကြီးကခိုးအုပ်လိုက်သူတို့ချင်းအုပ်လိုက်ပြီးတော့ပြန်ခွာသွားလိုက်သင်ပေးနေတာပညာရေးနောက်ကြတော့ကျောင်းမကြီးကတခါကျွက်ကလေးတောင်ခုတ်ယူလာတယ်ရော့စားသေချင်းဆိုခေါင်းကစားအဲ့ဒါသိမရတယ်အမိကစားလို့မသိမရှိဖြစ်တော့နင်းလှက်ကြိုက်တော့နှာခေါင်းပဲ့သွားမှာပေါ့ဟာဒါသိမရပြီ education ကျောင်းပညာရေးပဲနောက်ကြတော့ကျောင်းမကြီးကတခါတည်းကျွက်ကလေးတောင်ခုတ်ပြီးယူလာတယ်အဲ့ဒီနေ့ကျတော့ခုတ်လာတယ်ခုတ်ပေမဲ့လို့မသေးဘူးမသေးမရှင်းလေးလုပ်ပြီးတော့မဟောဒီလိုအဲကန်းထဲမှာကွင်းမြင်တစ်ခုမှချပေးလိုက်တယ်ဟိုကောင်ကလှုပ်လုံးနဲ့သွားမလို့လုပ်နေခါကြောင်လေးကဘာလို့မှမသိဘူးကြောင်မကြီးကဒါကြည့်နေဒီကောင်ဘာလုပ်မလဲနှခမ်းမွေးသက်လိုက်ဘာလုပ်လဲဒါပဲကျင့်တယ်ဟိုကောင်ဟိုဘက်ကလှည့်ပို့လိုက်ဒီဘက်ကလှည့်ပို့လိုက်ကြောက်ကလေးကပြေးလို့မလို့ဟိုဘက်ဇဝဲကုန်းအောက်ဝင်သွားတော့ဘီယိုအောက်ဝင်သွားတော့မယ်ဆိုတော့မှကြောင်မကြီးကဒါဆိုပြေးတယ်ပြီးအဲ့ကြောင်ကိုတစ်ခါပြန်ပြီးတော့ရွက်က training ground ပေါ့လေ့ကျင့်ရေးကွင်းမျိုးကိုပြန်ပုတ်ပို့ရတယ်အဲ့ဒါပြီးတဲ့ခါကျတော့ပြီးလဲပြီးတော့သေပြီကြောင်လေးကဟိုကောင်ကကစားရင်သေအမေကျွန်တော်ဘာလုပ်အောင် This for you မိတွေ့လေစားလေနောက်ကြတော့ကျောင်းကအဲ့မသေးမရှင်းစားတတ်တာနေပြီးတော့အရှင်ကိုဖမ်းတတ်လာတယ်အရှင်ကိုဖမ်းတတ်လာတဲ့ခါကျကျောင်းမကြီးကသင်ပေးတယ်ဆိုငါသာအစာစားတဲ့ခါမှာသတိလစ်တတ်တယ်တော့အင်မတန်ကိုလုံခြုံစိတ်ချတဲ့နေရာရှားဆိုတော့အဲ့ဒါကိုသင်ပေးတဲ့ခါကျဒါကြောင့်မို့လို့ကျောင်းလေးတွေပတ်စာလေးတွေပထမဆုံးကြွက်မိလာတဲ့နေ့ပါတိမ်လုံးလျှောက်သွားတယ်သူ့လုံခြုံရေးရှားမရဘူးနော်ပညာရေးဆက်ပြောလို့ရှိရင်ငှက်တဲ့အကြောင်းပြောသိစိတ်ဝင်စားဖို့ကောင်းတယ်အဲ့ပညာရေးဒီတိရစ္ဆာန်တွေမှာပညာသင်တာရှိကောင်းပြီဘယ်လိုသင်တော့သူတို့ဘာသင်တာလဲပညာသင်တယ်ဆိုတာဘာလဲဟာပညာဆိုတာဘာလဲဟုတ်လားအကြောင်းကိုရှာခြင်းဒါဖြင့်ပညာသင်တယ်ဆိုတာဘာလဲဟာကျွန်တော်ဒီနေ့ပြောနေတာမေးခွန်းတွေကြီးပဲနော်မေးခွန်းတွေကြီးပဲဒါအဲ့မေးခွန်းတွေကိုကျွန်တော်အဖြေရှာမလို့ကျွန်တော်ပြောနေတာပညာသင်တယ်ဆိုတာဘာလဲခေါင်းကကြောင်မကြီးကကြောင်လေးကိုသင်တယ်ဘယ်လိုလုပ်သင်တယ်ဆိုတာသူ့အတွေ့အကြုံကိုပြန်ပြီးတစ်ဆင့်ကမ်းတာပညာသင်တယ်ဆိုတာအတွေ့အကြုံနဲ့အတွေ့အကြံကိုလက်ဆင့်ကမ်းခြင်းပဲဒါပဲတစ်အတွေ့အကြုံနှစ်အတွေ့အကြံဟုတ်လက်ဆင့်ကမ်းတာပဲကျောင်းတွေမှာကြတော့ပညာသင်တယ်လက်တွေ့နဲ့သင်တယ်ငှက်တွေမှာလက်တွေ့နဲ့သင်တယ်ကျက်တွေမှာလက်တွေ့နဲ့သင်တယ်ကောင်းပြီသူတို့ရဲ့အတွေးကြံကိုသင်နိုင်သလားဟောပြဿနာပေါ်လာပြီမသင်နိုင်ဘူးသူတို့တွေ့တာပဲသင်နိုင်တယ်လက်တွေ့ကိုပဲသင်လို့ရတယ်သူတို့ရဲ့စိတ်ကူးထဲမှာရှိတဲ့ဥစ္စာသူတို့သင်လို့မရဘူး